ဖိုးတော့ကအသီးအပွက်အနေနဲ့ဝေစားနေတဲ့ဥယျာဉ်ကြီးတစ်ခုရှိတဲ့အဲ့ဒီဥယျာဉ်ကြီးရဲ့ဥယျာဉ်မှုဟာမြောက်တွေကိုရေလောင်းပေါင်းတင်နေသင်ပေးထားတဲ့ဥယျာဉ်မှုနဲ့အတူမြောက်တွေဟာရေတွေလောင်းပေါင်းနေရှင်းတဲ့ဥယျာဉ်ကြီးဟာစိန်လန်းစိုးပြေးပြီးတော့နေတာပေါ့ဒီနေ့တော့ဥယျာဉ်မှုဟာရက်ရှည်ခရီးသွားစရာရှိလို့မြောက်တွေကိုခေါ်ပြီးတော့ပြောတယ်ငါခရီးသွားမယ်ငါမရှိတော့သစ်ပင်တွေကိုရေလောင်းညာပေါင်းမင်တွေကိုလည်းမင်းတို့ရှင်းကြຫນွေရောက်လာပြီမို့ရေတွေကလည်းရှားလာလို့တင့်တော်အောင်လောက်လောင်းလို့မြောက်တွေကိုမှားကြပြီးတော့ဥယျာဉ်မှုခရီးထွက်သွားတဲ့အဲ့ဒီအခါမြောက်ခေါင်းဆောင်တွေဟာစီဝေးတိုင်ပင်ကြတယ်ဒီဥယျာဉ်ကြီးလည်းပိုးပြီးတော့လှပအောင်ຫນွေရောက်တော့ရေတွေလည်းအကုန်သက်သာအောင်တို့သစ်ပင်တွေကိုအမြစ်တွေတိုင်းပြီးမှရေလောင်းကြမယ်အမြစ်ကြီးရင်ရေတွေများများလောင်းမယ်အမြစ်ကငယ်ရင်ရေနည်းနည်းပဲလောင်းမယ်ပေါ့ဘာကြောင့်လဲဆိုရင်သစ်ပင်ဆိုတာအမြစ်ကရေတောင်းလို့တဲ့ဒါနဲ့မြောက်တွေဟာရေကုန်သက်သာစေခြင်းနဲ့စေတနာကောင်းဥယျာဉ်ကြီးလည်းလှပစေခြင်းနဲ့စေတနာကောင်းနေနဲ့ဥယျာဉ်ထဲမှာရှိတဲ့သစ်ပင်တွေနှုတ်အမြစ်တွေကိုပေချိုးတွေနဲ့တိုင်းတချို့မြောက်တွေကသစ်ပင်တွေကအမြစ်တွေကိုစည်ရင်အင်းတွေပြုစုနေအမြစ်တွေတိုင်းပြီးတဲ့သစ်ပင်တွေကိုတစ်ခါပြန်ဆိုင်ပြီးတော့မှရေတွေလောင်းနေလှုပ်လိုက်ကြတာစေတနာကောင်းပြီမဲ့ပညာမပါတော့ဥယျာဉ်ကြီးတစ်ခုလုံးပျက်စီးသွားပါလေရောလားဒါကြောင့်စေတနာကောင်းပြီမဲ့ပညာမပါရင်ဘဝမှာအဆင်ပြေဖို့ဆိုတာမမြင်ဘူးညာအမောင်မှာပညာဆိုတဲ့မီးအလင်းရောင်မရှိရင်တော့ရောက်စေခြင်းနဲ့စေတနာကောင်းတဲ့တော့ကားကိုစွန်မမောင်းတင်ဘူးဒီတိုင်းမှာပဲဘဝကိုရှောက်လှမ်းနေတဲ့အခါမှာလဲပညာဟာအရေးကြီးတာမို့ပညာမပါပဲအလုပ်တွေကိုဖိလုပ်နေလဲလူကိုခေါင်းကြိုက်နေလို့ကတော့ကူလီအလုပ်သမားပဲဖြစ်မှာပဲပညာဆိုတဲ့အုံနှောက်ကိုခေါင်းကြိုက်လုပ်မှသာအလုပ်ရှင်ဖြည့်ပြီးတော့ဘဝမှာအောင်မြင်နိုင်မယ်သိပ္ပာသမန္တနနတ္ထိတဲ့အတတ်ပညာနဲ့တူတဲ့ဥစ္စာမရှိဘူးလို့ဆိုတယ်သိပ္ပာသောတာနကနန္တိအတတ်ပညာဆိုတာဘယ်တခိုးမှလည်းမခိုးနိုင်ဘူးဣဒလောကေသိပ္ပံမိဋ္ဌံအတတ်ပညာဟာဒီလောကမှာအကောင်းဆုံးကိုယ့်ရဲ့မိတ်ဆွေအစ်စ်ပဲပရလောကေဒုက္ခဝဟံတပါးသောနောင်အခါမှာတော့ချမ်းသာကိုလည်းဆောင်းနိုင်တယ်လို့ပြောကြရင်ဒီကုံချုပ်ချင်ပါတယ်အားလုံးအသိပညာအတတ်ပညာများတိုးပွားအောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းဒီကုံချုပ်လိုက်ပါတယ်